ဒီကားကိုတက်အောက်ဆင်းတက်စီတော့ဝေ့ โอ้ ကြောက် ตายมานี่อะไรတော့ဟမ်ညင်းနေ မင်းကတော့မင်းအရင်ရောက်တယ် เจ๊တုတ်ကြီးเอาขลั่นน่ะร้านก๋วยเตี๋ยวมึงรู้จักใช่ไหมไปเอาข้าวมันไก่หน่อยไปเอาข้าวมันไก่หน่อยร้านขลั่นน่ะ ไป ဟမ် ไปเอาข้าวมันไก่หน่อย ဘာပြောလဲ ไอ้เล่เข้ามันไก่ เข้ามากันပါ ไปเอาพี่ร้านก๋วยเตี๋ยวรู้จักใช่ไหมเนี่ยบอกแล้วไปเอาเฉยๆข้าวมันไก่ อ๋อအဲ့ဆိုမင်းတော့ ဟမ် เอามาวันนี้เวลาเลยเนี่ยตัวละ ไปเร็วๆไป မင်းကလည်းငါပဲခိုင်းနေတာရောအဲ့လိုမင်းလည်း ခိုင်းတာမဟုတ်မင်းအကောင်ကြီးလို့ဝါနေလို့မှဒီကားကိုတက်အောက်ဆင်းတက်စီတော့ဝေ့ကြောက်ခိုင်း အေးကွာ တက်စီတော့ဝေ့အောင် အေး ဒီမြင်ရလေဒုက္ခလေဘာဖြစ် အိမ်မှာတော့ကြက်စီထမင်းရပါလားမွေးနေရတီးထုတ်လိုက်မှာကွာတထင်းရကြတော့သူတို့ဆိုလို့ရှိရင်အကောင်းစားကြတယ်ငါတို့ကြတော့မမားနဲ့စားလိုက်နော်ကြောက်ရုံနဲ့စားရတယ်နားသားကြောက်လည်းမရဘူးအဲ့တော့ငါနင်းတီးထုတ်လိုက်မှာ တုတ်ကြီးไปตนาแล้วไม่ได้กลับมาเลยว่ะ တထင်းဟာသူမဆိုင်ငါပြင်တီးထုတ်လိုက်မှာ တုတ်ကြီးโอ้โหตายมาเอ้ยมึงทำอะไรมึงเป็นอะไรอ่ะฮะมึงโอ้เบื่อ တထင်းစားဖို့ပဲခိုင်းတာလေ ตายแล้วมาลูกมามาสิ ဟေ့ เอ็ดแดนอยู่ไหน ခွေးလားလည်းကျွေးနေတယ် เอ้ไม่รู้เรื่องเลยเต้าจีตายแล้วเนี่ยมากินนี่ ခွေးလည်းကျွေးနေတယ် No, 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 no. အဲ့ခွေးသားတွေ เอ๊ะกูบอกแล้วไม่ต้องกิน အောင်တော့